တော့ဗိမိသာရမင်းခြေပွားဓာခွဲခံရတာကိုဗမာပြည်မှာဗာပြောကြတော့ဆိုဖရာရင်မြေပေါ်မှာဖဏတ်စည်းခဲ့လို့ဘုန်းကြီးကျောင်းနဲ့ဖဏတ်စည်းခဲ့လို့ဒီလိုတွေပြောကြတယ်တကယ်ကတော့မဟုတ်ပါဘူးနော်ဖရာပန်းတင်ခုံပန်းတင်ပစ္စယ30ဆိုတာရှိတယ်ဇေဒီတွေမှာပန်းတင်တာရှိတယ်မှာပစ္စယ30ဆိုတာဇေဒီအောက်ခံအဆင့်30ရှိတယ်နော်ဇေဒီအောက်ခံ30အဲ့ဒါရွှေတကုံဖရာတဲတာမျိုးလို့ပေါ့အဆင့်အဆင့်ဒီဖရာဆိုရင်အဲ့ဒီပုံစံနဲ့တဲကြတာမျိုးအဲ့ဒါတွေကပန်းတင်ပြီးတော့လှူတာရှိတော့ကပန်းနေပုံပြီးတော့အဲ့ဒီမှာလှူလေးရှိအဲ့ဒီမှာမယူမသေးနဲ့ဖဏတ်စည်းပြီးတော့စောစောကားကလှုပ်ခဲ့လို့ဖြစ်တာနော်ခုလိုတန်မှန်မဟုတ်ဘူးစောစောကားကလှုပ်တာသူအပြစ်ဖြစ်တာကစောစောကားကလှုပ်လို့ဖြစ်တယ်ဘုန်းကြီးကျောင်းနဲ့ဖဏတ်စည်းလို့ဆိုတာဒီလိုမဟုတ်ဘူးဗေမိသာရမင်းတို့ကောသလမင်းတို့ရှေးတုန်းကဆိုရင်ဖះကျောင်းသွားတဲ့အခါမှာဖဏတ်စည်းသွားကြတာပဲသို့တော့စီးလာတဲ့ဆင်နေမြင်းနေတော့ကျောင်းပြင်ဘက်မှာထားခဲ့တယ်။ကနေ့ခေတ်ကျတော့ပြောင်းပြန်ဖြစ်တယ်။ကားစီးဝင်လာတယ်ဖဏတ်တော်ချွတ်တယ်။ဆက်ဘိန်းစီးဝင်လာတယ်မော်တော်ဆိုင်ကယ်စီးဝင်လာတယ်ဖဏတ်တော်ချွတ်။တကယ်ကချွတ်ရမှာမဝင်မနဲ့နေရမှာကကားတို့မော်တော်ဆိုင်ကယ်တို့မစီးဘဲနဲ့ဖဏတ်စီးဝင်ရမှာဒါမှတဘာဝကြတယ်နော်။တဘာဝကြတာကမဖြစ်တော့ဘဲနဲ့တလွဲနားလဲဖဏတ်ပဲသွားပြီးတော့စွဲနေကြ။ဖဏတ်ဆိုတာကားစီးလာတာနဲ့စာရင်သူကညက်နဲ့ရင်လို့ခေါ်တယ်ပေါ့ကားကသူ့ရဲ့မြင့်မြတ်ဆက်ဘိန်းကလည်းဖဏတ်တဲ့ကောင်းတဲ့အရှင်ပေါ့မော်တော်ဆိုင်ကယ်ကလည်းဖဏတ်တဲ့ကောင်းတယ်ဖဏတ်စည်းဝင်တာဒီလောက်ကြီးအပြစ်မဟုတ်ဘူးတကယ်ယူသိလေးစားတဲ့အနေနဲ့မှန်တော့လှုပ်တာစော်ကားတဲ့အနေနဲ့လှုပ်ရင်တော့အပြစ်ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလည်းပဲတလွဲကိုနားလဲတာမျိုးတွေဖြစ်တတ်တယ်ပေါ့အဲ့လိုမဟုတ်ပဲနဲ့ဒီဖရာပန်းတင်တဲ့နေရာမှာသူကမယုံမသိမလေးမစားလှုပ်ခဲ့တာတမင်စော်ကားပြီးတော့လှုပ်ခဲ့လို့ဒီခြေဘွားဓာခွဲခံရတယ်လို့ဒီလိုဆိုတာနော်အဲ့တော့ဗိမိသာရမင်းကြီးဟာနောက်ဆုံးမှာခြေဘွားဓာခွဲပြီးစားသိပ်ခံလိုက်ရတဲ့အခါမှာယောဂဝေဒနာတအားဖြစ်လာတယ်ဒုက္ခကိုဖရာကိုအာယုံပြုပြီးတော့ဒုက္ခကိုသိခံတယ်ပါဇက်ကနေပြီးတော့အဟောဗုဒ္ဓအဟောဓမ္မောအဟောသံဃောဖရာကိုတန်းတာပြီးတော့နောက်ဆုံးမှာသုတိစိတ်ကျသွားပြီနတ်ရဆန်သွားတယ်